လူတော်တော်များများနေ့စဉ်သုံးစိတ်ဒါမှမဟုတ်နှစ်စဉ်သုံးစိတ်တွေတော့တွေးတောစဉ်းစားနေရတဲ့အချိန်မှာတခြားလူတွေကတော့ဗန်ထဲမှာလစဉ်ငွေတွေစုနေကြပါတယ်သူတို့လည်းတခြားငွေမစုမိတဲ့သူတွေလိုပါပဲပုံမှန်လုပ်တွေကိုပဲလုပ်ကြတာပါဒါပေမဲ့ကွာခြားသွားတာကတော့ငွေစုပုံစုနည်းနဲ့ချွေတာနည်းတွေပါဒီနေ့ဗီဒီယိုလေးမှာတော့ငွေပိုစုမိလာတဲ့မဲ့ချွေတာရဲ့နီလန်ကောင်းလေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီနေ့အချိန်လိုအဆအဆရဈေးတက်နေတဲ့အချိန်မှာအခုကျွန်တော်တင်ပြပေးမဲ့ချွေတာစုဆောင်းနည်းတွေကမိတ်ဆွေတို့အတွက်အထောက်အကူဖြစ်စေမှာတော့အသေးကြပါပဲโอเคဒါဆိုဗီဒီယိုလေးကိုစလိုက်ကြအောင်ပါပထမဆုံးချက်ပစ္စည်းတစ်ခုကိုလိုချင်သိဖြစ်လာတဲ့အခါဝယ်သင့်မဝယ်သင့်တရက်လောက်အချိန်ပေးစဉ်းစားပါငွေကြေးကိုစနစ်တကျချွေတာစုဆောင်းတတ်သူတွေကဒီစည်းကမ်းချက်ကိုအလေးထားလိုက်နာကြပါတယ်မိတ်ဆွေကပတ်စံရှိတယ်ချမ်းသာတယ်ဘယ်လိုပစ္စည်းမျိုးကိုမဆိုနှစ်ခါပြန်မစဉ်းစားပဲဝယ်လို့ရတဲ့သူဖြစ်နေပါသေးပစ္စည်းတစ်ခုကိုတွေးလိုက်လို့သဘောကျပြီးဝယ်ယူတော့မယ်ဆိုရင်အဲ့ဒီပစ္စည်းကိုဝယ်သင့်မဝယ်သင့်တရက်လောက်စောင့်နိုင်ပြီးစဉ်းစားတဲ့အလေးကျင့်ကိုလုပ်သင့်ပါတယ်ဘာလို့လဲဆိုတော့မိတ်ဆွေကလိုချင်တဲ့အရာတစ်ခုကိုတွေ့ရနဲ့မဆိုင်မတော့ဝယ်လိုက်တယ်ဆိုပါတော့ဒါပေမဲ့အဲ့ဒီပစ္စည်းကမိတ်ဆွေအတွက်အမှန်တကယ်မလိုအပ်တဲ့ပစ္စည်းလည်းဖြစ်နေနိုင်ပါတယ်ဒီနေ့မှာတော့မိတ်ဆွေကအရန်ကြိုက်လို့ဝယ်လိုက်ပေမဲ့အဲ့ဒီပစ္စည်းကိုပဲနောက်နေ့ရောက်ရင်မကြိုက်တော့တာမလိုချင်တာကြီးလည်းဖြစ်လာတတ်ပါတယ်ဒါကြောင့်လိုချင်တာလားလိုအပ်တာလားဆိုတဲ့မေးခွန်းကိုပစ္စည်းတစ်ခုကိုမဝယ်ခင်တရက်လောက်တော့အမြဲတမ်းစဉ်းစားသင့်ပါတယ်ဒုတိယအချက်ရေရှည်သုံးဝင်မဲ့ပစ္စည်းတွေကိုပဲဝယ်ပါပတ်စံစုဖို့အတွက်ချွေတာဖို့အတွက်ငွေကိုပိုသုံးနေတဲ့နေရာမှာသုံးရပါမယ်ကျွန်တော်ဒီလိုပြောလို့မင်းစကားကလည်းရှင်းအောင်မညီလိုက်တာချွေတာရမယ်လဲပြောသေးတယ်ငွေကိုပိုသုံးရမယ်လဲဆိုသေးတယ်ရှုပ်နေရပဲလို့အပြစ်တင်မစောလိုက်ပါနဲ့ဦးကျွန်တော်ဆိုလိုတာငွေကိုချွေတာနိုင်ဖို့အတွက်အသုံးဆောင်ပစ္စည်းတွေဝယ်တဲ့အခါမှာရေရှည်အတွက်စဉ်းစားပြီးဝယ်ကြဖို့ကိုပြောချင်တာပါအလို့အတွက်ဒါမှမဟုတ်အိမ်အတွက်ရေရှည်သုံးခံမဲ့ပစ္စည်းတွေကိုသာရွေးချယ်ကြဖို့ဝယ်ယူကြဖို့ပါဘာလို့လဲဆိုတော့ဈေးပေါ်ပြီးအရေးသွင်းနေတဲ့ပစ္စည်းတွေကကြာကြာအသုံးခံလေးမရှိရကြောင်းအလွယ်တကူပျက်စီးလေးရှိပြီးမကြာခဏထပ်ဝယ်ရလေးရှိပါတယ်ဒီလိုမကြာခဏထပ်ပြီးဝယ်ရတဲ့အခါအဲ့ဒီပစ္စည်းတွေရဲ့တန်ဖိုးစုစုပေါင်းဟာအရေးအသွင်းမြင့်ရေရှည်သုံးခံတဲ့ပစ္စည်းတွေထက်ငွေကြေးပုံမှုကုန်ကြလေးရှိတတ်တာကြောင့်ပါဥပမာတစ်ခုကိုပြောရရင်ကျွန်တော်ကဇပွဲတင်နာရီလေးတစ်လုံးကိုလိုချင်လို့ဝယ်လိုက်တယ်ဒါပေမဲ့ကျွန်တော်ကငွေကိုချွေတာကျန်တာကြောင့်ဈေးချိုတဲ့တရုတ်ထုတ်အပေါ်သားနာရီတစ်လုံးကိုပဲဝယ်လိုက်ပါတယ်ကျွန်တော်ရဲ့တကယ်ချင်းကလည်းကျွန်တော်လိုပဲဇပွဲတင်နာရီလေးတစ်လုံးလိုချင်ပါတယ်ဒါပေမဲ့သူကတော့ရေရှည်ခံမဲ့ဂျပန်မိတ်နာရီတစ်လုံးကိုပဲဈေးမကြည့်ပဲနဲ့ဝယ်လိုက်ပါတယ်ဘာမှမကြပါဘူးကျွန်တော်ရဲ့တရုတ်ဆက်တရက်စုံနာရီလေးဟာပြတ်သွားခဲ့ပါတယ်ဒီခါမှလည်းကျွန်တော်ကဈေးချိုတဲ့တရုတ်နာရီပဲထပ်ပြီးဝယ်လိုက်ပြန်ပါတယ်မကြပါဘူးကျွန်တော်လည်းနဲ့မတော်တဆတိုက်မိပြီးနာရီလေးကတစားစီဖြစ်သွားပြန်ပါတော့ဗျဒါနဲ့ကျွန်တော်လည်းနောက်ထပ်နာရီလေးတစ်လုံးထပ်ဝယ်ရပြန်တာပေါ့ကျွန်တော်တကယ်ချင်းရဲ့နာရီကတော့သပွဲပေါ်အကြလဲဘာမှမဖြစ်တခါတလေနှိုးသက်မီလို့အိတ်ချင်မှုတူနဲ့ထူရိုက်နေလေအေးဆေးပါပဲဒီဖြစ်ရမှာကျွန်တော်ကဈေးချိုတာမှတ်လို့ပေါ်ချောင်ကောင်းလိုက်ရင်နာရီ3လုံးသာငွေကုန်သွားတဲ့အချိန်မှာတကယ်ချင်းကတော့ဂျပန်နာရီလေးနဲ့အေးဆေးဖြစ်နေပါတယ်ကျွန်တော်ပြောချင်တာဒါပါပဲတခါတရံမှာငွေကိုချွေတာနိုင်ဖို့အတွက်ပစ္စည်းအသုံးဆောင်တွေကိုဝယ်တဲ့အခါမှာရေရှည်ကိုကြည့်ပြီးဝယ်ယူသင့်ပါတယ်တတိယချွေတာနည်းကတော့ promotion ချတဲ့အချိန်လျှော်သေးတွေပေးနေတဲ့အချိန်မှာကိုလိုတဲ့ပစ္စည်းတွေကိုဝယ်ယူကြဖို့ပါလူတော်တော်များများလျှော်သေးပေးတဲ့ပစ္စည်းတွေကိုဝယ်ယူရတာကိုကြိုက်နေတတ်ပါတယ်ဈေးကြီးတဲ့ပစ္စည်းတွေကိုလျှော်သေးပေးတဲ့အချိန်ထိစောင့်ပြီးဝယ်တာဟာကုန်ကြသေးအများကြီးသက်သာနေပါတယ်ဒီနေ့လိုအပြိုင်ဆိုင်ပေါ်များလာတဲ့ခေတ်ကြီးထဲမှာလျှော်သေးတွေ promotion တွေဆိုတာတစ်နှစ်ပတ်လုံးရှိနေတတ်ပါတယ်ကုန်းစင်းနေပဲဆိုကျွန်တော်ကတော့ပစ္စည်းတစ်ခုလိုအပ်တိုင်းလျှော်သေးတွေ promotion တွေရှိတဲ့ဆိုင်တွေကိုအရင်ဆုံးရှာပြီးမှဝယ်ပါတယ်ဗျဒါလည်းအရင်ကောင်းတဲ့ခြေတာရင်းနီလန်တစ်ခုပါပဲစရုပ်ထအချက်ပတ်စံအကျွေးတွေကိုပြန်သုံးပါလူတချို့ကပတ်စံအကျွေးတွေကိုပြန်သုံးလို့မရှိကြပါဘူး100တန်း200တန်းတွေကိုပြန်မသုံးပဲဟိုနားဒီနားထားရင်မိမိရော်ရော်ပျောက်ဆုံးသွားတတ်ကြပါတယ်100တန်းလဲငွေ200တန်းလဲငွေပါပဲဒါကြောင့်ပတ်စံအကျွေးတွေကိုတနေရာနဲ့စုထားတတ်တဲ့အလေးအကျင့်ကိုလုပ်ပါအဲ့လိုစုထားတဲ့အကျွေးတွေကို YBS စီးတဲ့အခါမှာပဲဖြစ်ဖြစ်လက်ဖက်ရည်တိုင်းထိုင်တဲ့အချိန်မှာပဲဖြစ်ဖြစ်ကလေးတွေအတွက်ကြားလုံးလေးတွေဝယ်ပေးတဲ့နေရာမှာပဲဖြစ်ဖြစ်ငွေကြွေလိုအပ်တဲ့နေရာတွေမှာပြန်သုံးတင်ပါတယ်ဒါလည်းငွေကိုအလတ်အသတ်မဖြစ်စေတဲ့ချွေတာနည်းတစ်မျိုးပါပြင်သမားချက်ပြင်လို့ရတဲ့ပစ္စည်းတွေကိုပြန်ပြီးသုံးပါဆက်ပစ္စည်းတွေအသေးစားကိရိယာတွေထမင်းပေါင်းဝအစားလက်ကင်ထီးဆုံးအိမ်သုံးပစ္စည်းတွေကိုပြတ်သွားရင်ပြန်ပြီးသုံးကြည့်ပါလုံးဝပြင်လို့မရတော့တဲ့အခြေအနေကိုရောက်မှသာအသစ်ဝယ်ဖို့စဉ်းစားသင့်ပါတယ်ဒီနေ့လိုကုန်သေးနှုန်းတွေမိုးထိုးနေတဲ့အချိန်မှာပစ္စည်းတစ်ခုပြတ်တိုင်းအသစ်ဝယ်ဖို့ပဲတွေးနေမယ်ဆိုရင်တိတ်အဆင်မပြေလာပါဘူးဒါကြောင့်ပြင်သင့်တာတွေကိုပြုပြင်သုံးရင်ငွေကိုချွေတာကြဖို့အကြံပြုကြပါတယ်ဆက်ထမမြောက်တဲ့နောက်ဆုံးချွေတာနည်းကတော့ဈေးဝယ်ထွက်တဲ့အခါကိုယ့်ရဲ့ပတ်စံရည်ထဲကိုငွေတွေလိုလာတတ်ပို့ပြီးများများထည့်မသွားပါနဲ့ဒါကတော့ shopping ထွက်ဖို့တဲ့သူတိုင်းကြုံရနိုင်တဲ့ပြဿနာတစ်ခုပါတင်ရပစ္စည်းလေးတစ်ခုလိုချင်လို့ဈေးဝယ်စင်တာတွေကိုသွားတယ်
ဒါပေမဲ့ဈေးဝယ်စင်တာတွေမှာမြင်မြင်သမျှလိုချင်စရာတွေကြီးပါပဲဟိုဟာလေးကြိုက်လို့ဝယ်ပြလိုက်ဒီဟာလေးသဘောကျလို့ဝယ်ပြလိုက်နဲ့အစားကတော့ပစ္စည်းလေးတစ်ခုပဲဝယ်ဖို့လာတာပါပဲဒါပေမဲ့ဈေးဝယ်စင်တာကလည်းထွက်ရောလက်ထဲမှာအထုပ်တွေနဲ့အပြည့်ဖြစ်နေတာမျိုးလူတိုင်းဒီပါကြုံမှုကြမှာပါဒါကြောင့်ကိုကပစ္စည်းတစ်ခုကိုလိုချင်လို့ဈေးဝယ်ထွက်မဲ့အခါကိုယ့်ရဲ့ပတ်စံအိတ်ထဲကိုငွေတွေအများကြီးထည့်မသွားပါနဲ့ကိုယ်ဝယ်မဲ့ပစ္စည်းနဲ့သွားလာမဲ့ခီးသေးရဲ့ကြားတဲ့ငွေလောက်ကိုပဲတွက်ပြီးပတ်စံကိုတင့်ရုံသာထည့်သွားသင့်ပါတယ်ဒါဆိုရင်မြင်မြင်သမျှကြိုက်ပြီးဝယ်ခြင်းတဲ့အကျင့်ကိုအလိုလိုထိန်းချုပ်ပြီးသားဖြစ်သွားတာကြောင့်အလွန်ကောင်းတဲ့ချွေတာနည်းတစ်ခုပါဒီနေ့ဗီဒီယိုလေးကတော့ဒါလောက်ပါပဲကျွန်တော်ရဲ့မိတ်ဆွေများအားလုံးလည်းအခက်အခဲတွေကိုအကောင်းဆုံးကြံ့ကြံ့ခံရင်ဆိုင်ကြရင်မိမိလိုချင်သောပန်းတိုင်ကိုအမြန်ဆုံးရှောင်လန်းနိုင်သူများဖြစ်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ကျက်တော်မိမြန်မာနိုင်ငံတော်ကြီးလည်းအမြန်ဆုံးအေးချမ်းသာရပါစေကြည့်ရှုအားပေးခဲ့တဲ့မိတ်ဆွေတယောက်ချင်းစီကိုလည်းကျေးဇူးအထူးတင်ပါတယ်ဗျ